အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မောင်ကျန် YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့မြန်မာနိုင်ငံတော်ရဲ့ယခင်အလံအဟောင်းပေါ်ပေါက်ခဲ့ပုံအလံတော်ကြီးရဲ့လေးနက်တဲ့အဓိပ္ပာယ်နဲ့ညီတိခုနှစ်မှာဘာကြောင့်အလံအသစ်ကိုပြောင်းလဲခဲ့တယ်ဆိုတဲ့အကြောင်းနဲ့အတူအလံအသစ်ရဲ့လေးနက်တဲ့အဓိပ္ပာယ်ကိုပါရှင်းပြပေးသွားမှာဖြစ်ပါတယ်ကိုလိုနီခေတ်လွန်1984ခုနှစ်မှ2010ခုနှစ်ထိအသုံးပြုခဲ့တဲ့မြန်မာနိုင်ငံအလံဟာဆိုရင်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလာခေတ်မြန်မာနိုင်ငံကိုမြန်မာဆိုရှယ်လစ်သမ္မတနိုင်ငံတော်အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့တဲ့အချိန်မှစ၍အသုံးပြုခဲ့တဲ့နိုင်ငံတော်အလံပဲဖြစ်ပါတယ်။၎င်းအလံမှာပါရှိတဲ့နောက်ခံအနည်းရောင်ဟာဆိုရင်ရဲရင်ချင်းတတိရှိခြင်းညီညွတ်ခြင်းနဲ့ဆွလွန်နေတာခံခြင်းတို့ကိုဖော်ပြထားခြင်းပဲဖြစ်ပါတယ်။လက်ဝက်ကတိုင်ညာဘက်အပေါ်ထောင်းမှာရှိတဲ့အပြာရောင်ဟာဆိုရင်ဖြင့်ကောင်းကင်နဲ့ပင်လယ်ရေပြင်ကိုဖော်ညွှန်းပြီးငြင်းငြမ်းရေးနဲ့တည်ငြိမ်အေးချမ်းမှုကိုကိုစားပြုခြင်းပဲဖြစ်ပါတယ်။အလံရဲ့အလယ်မှာရှိတဲ့စက်ဝိုင်းအနားသက်အဝါရောင်ဟာဆိုရင်စီလုံးညီညွတ်မှုချစ်ကြည်ရင်းနှီးမှုနဲ့ပညာရေးကိုကိုစားပြုတာပဲဖြစ်ပါတယ်။ဒီရာဘင်းရဲ့ဖြူရောင်ဟာဆိုရင်စက်မှုလုပ်သားလူရန်စားကိုကိုစားပြုပြီးစက်မှုထွန်းကားရေးကိုရည်ညွှန်းထားပါတယ်။စပန်နံဖြူရောင်ကတော့လေယာလုပ်သားလူရန်စားကိုကိုစားပြုပြီးစိုက်ပျိုးရေးနဲ့ကျွဲဝချမ်းသာခြင်းကိုရည်ညွှန်းပါတယ်။အရွယ်တူကျယ်ပြူ14လုံးဟာဆိုရင်တော့၎င်းအချိန်ကမြန်မာဆိုရှယ်လစ်သမ္မတနိုင်ငံတော်ကိုဖွဲ့စည်းထားသောတိုင်းနယ်ပြည်နယ်14ခုရဲ့စီးလုံးမှုကိုကိုစားပြုပါတယ်။၎င်းအလံကို1984ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာမြန်မာနိုင်ငံရဲ့တရားဝင်အလံအဖြစ်စတင်အသုံးပြုခဲ့ပြီး2010ခုနှစ်အောက်တိုဘာ12ရက်နေ့ထိအသုံးပြုခဲ့တာပဲဖြစ်ပါတယ်။2010ပြည့်နှစ်မှာအသစ်ရေးဆွဲခဲ့သောနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရလက်ရှိသုံးစွဲနေသောအဝါအစိမ်းအနီသုံးရောင်ကျဲနဲ့ကျယ်ပြူပါသောအလံတစ်ကိုပြောင်းလဲအသုံးပြုခဲ့တဲ့အတွက်လည်း၎င်းအလံဟောင်းဟာတရားဝင်အလံအဖြစ်မှရပ်ဆိုင်းသွားခဲ့ပါတယ်။၎င်းအလံဟောင်းပေါ်ပေါက်လာခဲ့ပုံကိုပြောပြပေးခြင်းပါတယ်။1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်အသုံးပြုခဲ့သောအနီအပြာရောင်တောင်းကွက်နှင့်ကျဲကြီးတစ်ပွင့်ကျဲသေးငါးပွင့်ပါသောအလံကိုဖြတ်သိမ်းပြီး1962ခုနှစ်မှာဗိုလ်ချုပ်ကြီးနေဝင်းရဲ့ဒေါ်လာရေးကောင်စီအာဏာသိမ်းပြီးနောက်မြန်မာဆိုရှယ်လစ်လမ်းစဉ်ကိုကျင့်သုံးတဲ့အခါ1984ခုနှစ်မှာဖွဲ့စည်းပုံအခြေခံဥပဒေတစ်ကိုရေးဆွဲခဲ့ပါတယ်။ထို1984ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်း73ပုံမှန်189အရနိုင်ငံတော်အလံပုံစံကိုဆိုရှယ်လစ်စနစ်သင်္ကေတများပါဝင်သောလက်ရှိဖော်ပြပါအလံဟောင်းဖြင့်အစားထိုးအသုံးပြုခဲ့ခြင်းပဲဖြစ်ပါတယ်။ယခုလက်ရှိအသုံးပြုနေတဲ့မြန်မာနိုင်ငံတော်အလံကို2010ပြည့်နှစ်မှစ၍ပြောင်းလဲခဲ့ရတဲ့အဓိကအကြောင်းရင်းပါနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုပြဋ္ဌာန်းခဲ့ခြင်းနဲ့နိုင်ငံရေးစနစ်တောင်းလဲမှုတို့ကြောင့်ပဲဖြစ်ပါတယ်2010ပြည့်နှစ်မှစ၍ယနေ့အသုံးပြုနေတဲ့အလံအသစ်ကိုပြောင်းလဲခဲ့ပါတယ်လက်ရှိအလံအဝါအစိမ်းအနီသုံးရောင်ကျဲနဲ့ကျယ်ပြူပါတဲ့အလံဟာယခင်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလာခေတ်အသုံးပြုခဲ့တဲ့1984 2010အလံဟောင်းကိုအစားထိုးခဲ့ခြင်းဖြစ်ပါတယ်အလံပြောင်းလဲရခြင်းရဲ့အဓိကအခြေခံအကြောင်းရင်းကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖြစ်ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံတဲ့စနစ်တစ်တို့ကူးပြောင်းချိန်မှာယင်းစနစ်အဟောင်းကိုကိုစားပြုတဲ့နိုင်ငံတော်သင်္ကေတများအားလုံးကိုပြောင်းလဲရန်လိုအပ်ခဲ့တယ်ဟုဆိုပါတယ်အလံတော်နှင့်အတူနိုင်ငံတော်ရဲ့အမည်ကိုလည်းပြောင်းလဲခဲ့ပါတယ်2008ဖွဲ့စည်းပုံအရနိုင်ငံတော်အမည်ကိုယခင်ကမြန်မာဆိုရှယ်လစ်သမ္မတနိုင်ငံတော်မှပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ရာနိုင်ငံတော်၏အလံနဲ့အစိတ်တို့ကိုလည်းနိုင်ငံတော်အမည်တစ်နဲ့စနစ်တစ်တို့နဲ့ကိုက်ညီစေရန်မဖြစ်မနေပြောင်းလဲရခြင်းဖြစ်တယ်လို့သိရပါတယ်။အလံပုံစံတစ်ကိုရွေးချယ်ရမှာတော့နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ပြည်ထောင်စုစိတ်ဓာတ်ကိုအလေးပေးတဲ့အဓိပ္ပာယ်များကိုထည့်သွင်းခဲ့ကြပါတယ်။လက်ရှိသွင်းရောင်ကျဲအလံဟာလွတ်လပ်ရေးမရမီကာလမှာဗမာတပ်မတော်နဲ့ခြားတိုင်းရင်းသားခေါင်းဆောင်များရဲ့သုံးရောင်ကျဲကိုပြည်ထောင်စုစိတ်ဓာတ်အတွက်အသုံးပြုခဲ့တဲ့သမိုင်းအစဉ်အလာကိုပြန်လည်အသက်သွင်းတဲ့သဘောနဲ့ပါဝင်ပါတယ်။2010ခုနှစ်အောက်တိုဘာလ21ရက်နေ့မှာမြန်မာနိုင်ငံတော်အစိုးရက1984ခုနှစ်အလံကိုတရားဝင်ရပ်ဆိုင်းပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်ထားတဲ့အလံအသစ်ကိုစတင်အသုံးပြုခဲ့ပါတယ်။အလံပြောင်းလဲတဲ့နေ့မှာနိုင်ငံတော်ရှိအစိုးရရုံးများတန်ရုံးများနဲ့အဆောက်အအုံများတွင်အလံဟောင်းများကိုဖြုတ်ချ၍အလံအသစ်များကိုအစားထိုးလွှင့်ထူခဲ့ပါတယ်။တိုးချုပ်အားဖြင့်ဆိုရတော့လက်ရှိအလံတို့ပြောင်းလဲရခြင်းသည်ဆိုရှယ်လစ်ခေတ်နိုင်ငံတော်ဖွဲ့စည်းပုံနှင့်စနစ်အဟောင်းကိုဆွလွှတ်၍စနစ်အသစ်နှင့်နိုင်ငံတော်အမည်အသစ်နှင့်
ကိုင်ညီတော့စီးလုံးညီညွတ်မှုငြိမ်းချမ်းရေးနဲ့ရဲရင်ရင်တို့ကိုကိုစားပြုတဲ့နိုင်ငံတော်အလံဖြင့်တရားဝင်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။လက်ရှိအလံကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့တင်ကြေးသားအဖြစ်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်ပြဋ္ဌာန်းထားပြီး၎င်းဟာအဝါရောင်အစိမ်းရောင်အနီရောင်သုံးရောင်ကျဲနှင့်အလဲဘဝရှိကျေပြူကြီးတို့ဖြင့်ဖွဲ့စည်းထားပါတယ်။အယောင်သုံးရောင်ခြေရာခြင်းရဲ့အဓိပ္ပာယ်ကတော့အလံ၏အလျားလက်အယောင်သုံးရောင်ခြေများကြီးမြန်မာနိုင်ငံနှင့်၎င်းရဲ့ပြည်သူများရဲ့စိတ်သက်နှင့်လက္ခဏာများကိုကိုးစားပြုပါတယ်။ဘော်လုံးမှာရှိတဲ့အဝါရောင်အောင်ဆိုရင်စီလုံးညီညွတ်ရေးပျော်ရွှင်ချမ်းမြေ့ခြင်းဖြစ်ပြီးပြည်တော်စုကြီးအတွင်းရှိတိုင်းရင်းသားလူမျိုးများအားလုံး၏ချစ်ခင်စီလုံးမှုကိုကိုးစားပြုပါတယ်။ဉာဏ်ပညာနှင့်ရွှေရောင်လင်းလန်းမှုတို့ရဲ့အဓိပ္ပာယ်လည်းရှိနေပါတယ်။အလယ်မှာရှိတဲ့အစိမ်းရောင်ဟာဆိုရင်ငြိမ်းချမ်းရေးစိတ်လန်းဆူပြေခြင်းဖြစ်ပြီးပြည်တော်စုရဲ့တည်ငြိမ်အေးချမ်းမှုစိတ်လန်းဆူပြေသောတဘာဝပတ်ဝန်းကျင်နဲ့မြေတည်ရဇာတများကိုကိုးစားပြုပါတယ်။တရားမျှတမှုကိုလည်းရည်ညွှန်းထားပါတယ်။အောက်ဆုံးမှာရှိတဲ့အလီရောင်မှာဆိုရင်တော့ခြေရင်ချင်းစွန့်လွတ်စတေးခြင်းကိုကိုးစားပြုပြီးလွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာအတွက်မြန်မာပြည်သူများရဲ့စွန့်လွတ်အနစ်နာခံမှုနဲ့တည်တည်ရှိမှုတို့ကိုဖော်ပြထားပါတယ်။အလဲဘိုးမှာရှိတဲ့ငါးညောင်ကျဲကြီးဟာဆိုရင်ပြည်အောင်စုရဲ့လွတ်လပ်ရေးနဲ့တည်တံ့ခိုင်မြဲရေးကိုကိုးစားပြုပါတယ်။အယောင်သုံးရောင်ကျဲတို့ရဲ့အလဲဘိုးမှာရှိပြီးပြည်တော်စုကြီးထာဝရတည်တံ့ခိုင်မြဲမှုနှင့်စစ်မှန်သောညီညွတ်ရေးကိုရည်ညွှန်းထားပါတယ်။ငြိမ်းချမ်းရေးတန်ရှင်းစင်ကြယ်ခြင်းနှင့်အမှန်တရားကိုလည်းကိုးစားပြုခြင်းပဲဖြစ်ပါတယ်။အခုပြောပြပေးသွားတာကတော့အလံအောင်ဖြစ်ပေါ်လာပုံအလံသစ်ဖြစ်ပေါ်လာပုံနဲ့ဘာကြောင့်အလံကိုပြောင်းလဲခဲ့ကြလဲဆိုတဲ့အကြောင်းအရာများပဲဖြစ်ပါတယ်။ဒါကဆိုရင်လည်းမြန်မာနိုင်ငံသားတို့ရဲ့တည်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။လူကြီးမင်းတို့လည်းဘယ်အလံကိုနှစ်သက်လဲကောမန့်မှာရေးပေးခဲ့ကြပါဦးဗျာ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆောင်ပြချင်တာမို့လို့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာ။